BBC မြန်မာပိုင်းစီစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနာဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါမင်္ဂလာပါဧပြီ22ရက် BBC သတင်းများတိုက်ရိုက်တင်ဆက်မှုစတင်ပြီဖြစ်ပါတယ်နိုင်ငံတော်မှနောက်ဆုံးရသတင်းများကိုတိုက်ရိုက်ထုတ်လွှင့်ခြင်းမှာအခြေအနေတစ်ပြေးယူဖတ်ရှုနားဆင်နေပါတယ်မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းတက်သေးပြဖို့တာဖြစ်သူတောင်းဆိုလိုက်ပါတယ်အသက်80နှစ်ထဲဝင်လာပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်မှာတက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကိုအာဏာပိုင်တွေကိုလူမှုကွန်ရက်တွေပေါ်ကတာမကနိုင်ငံတကာကပါတောင်းဆိုကြဖို့တိုက်တွန်းတဲ့ Proof of Life ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို L in One Piece Movement ကကြီးလာပါတယ်ပြီးခဲ့တဲ့ April 19 ရက်မှာသမ္မတဦးဝင်းမြင့်ဟာဖြစ်တန် short ပေါ့လူညင်ခွင့်နဲ့နေအိမ်ပြန်ရောက်လာခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးနေပြည်တော်ဘက်ကတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။ဦးဝင်းမြင့်လည်း April 19 ရက်လူညင်ကြောင့်နေအိမ်ပြန်ရောက်တဲ့အခါဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကိုအရင်ဆုံးမေးမြန်းခဲ့တယ်လို့အဲ့ဒီနေ့ကဦးဝင်းမြင့်ကိုသတင်းသွားမိခဲ့သူကပြောပါတယ်။နိုင်ငံတော်အတိုင်တင်မှုတော်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ဟာတရားရုံးချိန်ပြီးပြီးသွားတဲ့နောက်ပိုင်းကတည်းကတွေ့ဆုံခြင်းမရှိတော့သလိုဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကိုလည်းမသိရဘူးလို့ဦးဝင်းမြင့်ကပြောကြောင်းသူကပြန်ပြောပြပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာအမှုပေါင်း19မှုနဲ့ဆွတ်ပွဲခံခဲ့ရတာဖြစ်ပြီးထောင်ဒဏ်33နှစ်ချမှတ်ခဲ့ရတာပါ။အာနာသိန်းနဲ့2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကတည်းကအတိုင်တင်မှုဒေါအောင်ဆန်းစုကြည်ဖန်ဆီးထိန်းသိမ်းခံထားရတာလက်ရှိမှာရက်ပေါင်း1900ကျော်ရှိလာပြီဖြစ်ပါတယ်။လွန်ညင်မှာမပါခဲ့တဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖန်ဆီးထားသူအလုံးအမြန်ဆုံးလွတ်ပေးဖို့အာဆီယံအလွတ်ကြောင့်ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံနဲ့ကုလသမဂ္ဂ DPG ချုံမူဂီအန်တိုနီယိုဂူတဲရက်စ်တို့ကတိုက်တွန်းပါတယ်။မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂလေဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်ညင်ခွင့်ပေးတာကိုကြိုဆိုပေမဲ့ဖန်ဆီးထိန်းသိမ်းထားရတဲ့ဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုထားပါတယ်။ဒါပေမဲ့နေပြည်တော်ဟာဒေါအောင်ဆန်းစုကြည်ရဲ့တည်င်းကိုတစုံတရာမထုတ်ပြန်ဘဲအမှောင်ချော့ထားဆဲဖြစ်ပါတယ်။အာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်စီကနေစစ်ကော်မရှင်အဖြစ်အတွင်းပြောင်းခဲ့တဲ့နေပြည်တော်ကစစ်ဘက်ခေါင်းဆောင်တွေကတော့ဒေါအောင်ဆန်းစုကြည်ဟာပြစ်ဒဏ်ကြခံနေသူဖြစ်လို့နိုင်ငံတကာကိုတွဲဆုံခွင့်မပေးနိုင်ဘူးလို့ပြီးခဲ့တဲ့နှစ်တွေကတည်းကပြောနေပါတယ်။ဒါပေမဲ့2023ခုနှစ်ဇူလိုင်လမှာတော့မြန်မာစစ်ကောင်စီဟာနေပြည်တော်ကိုလာတဲ့ထိုင်းနိုင်ငံကြောင်းမှုကြီးဝီနိုင်ပရမဝီနိုင်ကိုဒေါအောင်ဆန်းစုကြည်နဲ့တွဲဆုံခွင့်ပေးခဲ့ပါတယ်။ဒီလိုတွဲဆုံခွင့်ပေးတာကိုစစ်ကောင်စီဘက်ကတည်င်းမထုတ်ပါဘူး။ထိုင်းနိုင်ငံကြောင်းမှုကြီးကသူဒေါအောင်ဆန်းစုကြည်နဲ့တွဲဆုံခွင့်ရတယ်ဆိုတဲ့အကြောင်းကိုအာဆီယံနိုင်ငံကြောင်းမှုကြီးများအစည်းအဝေးမှာထုတ်ပြောမှာကဘာကတီးခွင့်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းဒေါအောင်ဆန်းစုကြည်ကကျမ်းမာရေးအခြေအနေကိုစစ်တပ်ကထုတ်သမျှတာအများပြည်သူတီးခွင့်ရတာဖြစ်ပါတယ်။တရုတ်နဲ့နီးကပ်တဲ့သတင်းရင်းတွေကတော့တရုတ်ခါဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့နေပြည်တော်ကိုတောင်းဆိုနေတာကြားပြီးလို့ဆိုပါတယ်။အခုတော့နေပြည်တော်မှာစစ်ခေါင်းဆောင်ကသမ္မတတာဝန်ယူပြီးအယက်သားအုပ်ချုပ်မှုအတွင်းပြောင်းလိုက်ချိန်မှာတရုတ်နိုင်ငံသားမှုကြီးဝန်ကြီးကလည်းအခုသတင်းကပိုင်မှာနေပြည်တော်ကိုလာရောက်ဖို့ရှိနေတဲ့အတွက်ဦးမင်းအောင်လှိုင်ဟာဒေါအောင်ဆန်းစုကြည်ကိုတရုတ်နိုင်ငံသားမှုကြီးဝန်ကြီးနဲ့တွေ့ဆုံခွင့်ပေးမလားဆိုရဲခံမှန်းသုံးသပ်ချက်တွေလည်းထွက်ပေါ်နေပါတယ်။ထိုင်းဝန်ကြီးရဲ့နေပြည်တော်ကလေးနဲ့အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လားမြန်မာကစစ်အစိုးရအဆက်ဆက်နဲ့နှီးဆက်တယ်လို့ပုံဖော်ခံရလိမ့်ရှိတဲ့အိန္ဒိချင်းထိုင်းရဲ့နိုင်ငံသားရေးဝန်ကြီးဟာဧပြီ22ရက်မှာနေပြည်တော်အစိုးရနဲ့တွေ့ဆုံရဲ့မြန်မာခရီးစဉ်ရှိပါတယ်။ထိုင်းရဲ့ဒီခရီးစဉ်ဟာစစ်ကောင်ဆောင်ကနေသမ္မတရာထူးယူထားတဲ့ဦးမင်းအောင်လှိုင်နဲ့သူ့အစိုးရအဖွဲ့အထွတ်အာဆီယံဒေသတွင်ဩဇာရှိတဲ့နိုင်ငံတစ်ခုကလာရောက်ကောင်းကြီးပေးတဲ့ခရီးစဉ်အဖြစ်နေပြည်တော်ဘက်ကရှုမြင်လိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌ၄နိုင်ငံစက်တိုက်တဲမက2026အာဆီယံအလဲကျဥက္ကဋ္ဌဖိလစ်ပိုင်အထိမဖြေရှင်းနိုင်သေးတဲ့မြန်မာပြည်ထနာကိုပြည်လဲဖို့ကြားဝင်နိုင်ငံအဖြစ်ထိုင်းကတာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေကတန်တမအတိုင်းဝိုင်းမှာထွက်ပေါ်နေပါတယ်။အထီးချန်ချင်းပေါင်ဖတ်တဲ့တန်တမရေးကိုအားပြုနေတဲ့နေပြည်တော်ကိုတန်တမအတွေ့အကြုံနှစ်40ကျော်သက်တမ်းရှိတဲ့ဝန်ကြီးစီဟာဆိုင်ရဲ့ခြေလမ်းတွေစိတ်နေတာရဲ့နောက်မှာဆက်နွယ်ခတ်တွေရှိနေတယ်လို့တန်တမအတိုင်းဝိုင်းကကောက်ချက်ချပါတယ်။မြန်မာကစစ်အစိုးရအဆက်ဆက်နဲ့နှီးစပ်တယ်လို့ပုံဖော်ခံရလက်ရှိတဲ့အိန္ဒိချင်းထားရဲ့နိုင်ငံသားရေးဝန်ကြီးဟာဧပြီ22ရက်မှာနေပြည်တော်အစိုးရနဲ့တွေ့ဆုံတဲ့မြန်မာခီးစဉ်ရှိပါတယ်။ထားရဲ့ဒီခီးစဉ်ဟာစစ်ကောင်ဆောင်ကနေသမ္မတရာထူးယူထားတဲ့ဦးမင်းအောင်လှိုင်နဲ့သူ့အစိုးရအဖွဲ့အထွတ်အာဆီယံဒေသတွင်ဩဇာရှိတဲ့နိုင်ငံတစ်ခုကလာရောက်ကောင်းကြီးပေးတဲ့ခီးစဉ်အဖြစ်နေပြည်တော်ဘက်ကရှုမြင်နိုင်ပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်အကြက်အသေးဆိုင်နေမြန်မာအရေးမှာထိုင်းဘက်ကလည်းကြားဝင်ဖြည့်ရှင်းပေးဖို့ကြိုးစားတာတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံရဲ့အရေးကိုအာဆီယံလမ်းကြောင်းအောက်ကပဲချင်းကပ်ဖြည့်ရှင်းဖို့ဆိုတဲ့မှုကိုထိုင်းဘက်ကကြော်လွှားဖို့ခက်ခဲခဲ့ပါတယ်။
ဒါပေမဲ့ပြီးခဲ့တဲ့အာဆီယံဥက္ကဋ္ဌ၄နိုင်ငံဆက်တိုက်တင်မက2026အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်အထိမဖြေရှင်းနိုင်သေးတဲ့မြန်မာပြည်ထနာကိုပြည်လည်ဖို့ကြားဝင်နိုင်ငံအဖြစ်ထိုင်းကတာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေကတန်တမအတိုင်းဝိုင်းမှာထုတ်ပေါ်နေပါတယ်မြန်မာမှာရွေးကောက်ပွဲကျင်းပခဲ့တာကအစတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေဖြစ်တာရက်ချင်းအဖြစ်ချဲလဲဆွတ်ဖတ်ခဲ့သူအဖြစ်မြင်ရတဲ့တရုတ်ကလည်းအခုဆိုမြန်မာကအုပ်ချုပ်ရေးအဖွဲ့အသင်းနဲ့ပိုတိုးထိတွေ့လာတာတွေ့ရပါတယ်။တစ်ဆက်တည်းမှာပဲထိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခီးအပြင်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်အီရဲ့နေပြည်တော်ခီးဆက်ရှိနေပါတယ်။ဝမ်အီဟာမြန်မာကိုမသွားခင်မှာထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆက်နဲ့ဘန်ကောက်မှာတွေ့ဆုံဖို့ရှိပြန်ပါတယ်။နေပြည်တော်ဘက်ကပုံဖော်ထားတဲ့နိုင်ငံရေးအခင်းကျင်းအောင်မှာထိုင်းတရုတ်နောက်အာဆီယံကြားဘလို့ချိတ်ဆက်ချင်းကပ်လာနိုင်ခြေရှိလဲမြန်မာထိပ်တန်းလုပ်ငန်းရှင်တွေပါတဲ့ MCITP အသင်းနဲ့တရုတ်တို့ယင်းနှီးမြှုပ်နှံမှုတွေဆွေးနွေးတရုတ်နိုင်ငံဟေလုံကျန်းပြည်နယ်ပြည်သူ့ကွန်ဂရန်အမြဲတမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ်တရုတ်ကွန်မြူနစ်ပါတီဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူးထစ်သူမစ္စတာရွှေကျင့်ကဦးမင်အောင်လိုင်းနဲ့ဧပြီ20ရက်ကတွေ့ဆုံခဲ့ပါတယ်မစ္စတာရွှေကျင်းဟာဒီတွဲဆုံမှုမတိုင်ခင်ဧပြီ20ရက်နေ့ကရန်ကုန်မြို့မှာမြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဦးဆောင်တဲ့မြန်မာတရုတ်ယင်းနှိမ့်မြုံနှံမှုနဲ့ကုန်သွယ်မှုမြင့်တင်ရေးအသင်း MCITP နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်မတ်ကြီးမစ္စတာမာဂျာလည်းအဲ့ဒီပွဲကိုတက်ရောက်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုကြောင့်တရားဝင်ထုတ်ပြန်တာမရှိပေမဲ့ MCITP ဘက်ကရင်းနှီးနဲ့ဒီဇယ်ယင်းနှိမ့်မြုံနှံမှုတွေအကြောင်းအဓိကဆွေးနွေးသွားမယ်လို့ MCITP ရဲ့အကြံပေးဦးညိုအုံးမြင့်ကမစ္စတာရွှေကျင့်ခရီးစဉ်မတိုင်ခင်မှာ BBC ကိုပြောထားပါတယ်။မစ္စတာရွှေကျင့်နဲ့ဦးမင်းအောင်လိုက်တွေ့ဆုံတဲ့အထားမှာတော့စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေ MCITP ကသဖြင့်နိုင်ငံရင်းနှီးမြှုပ်နှံမှုကုန်သွယ်မှုတွေအတွက်ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းတွေဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ပါတယ်။ဦးမင်းအောင်လိုက်ဟာတရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံခွင့်ရခဲ့လေ2025ခုနှစ်ဩဂုတ်လခရီးစဉ်အပြီး MCITP အသင်းကိုတည်ထောင်ဖို့ညွှန်ကြားခဲ့လာလို့သိရပါတယ်။ဒီအသင်းတည်ထောင်သူဟာရွှေတန်လွင်ကုမ္ပဏီဥက္ကဋ္ဌဦးကျော်ဝင်းထီတီ KBZ ဘဏ်ကုမ္ပဏီနာယကထီသူဦးအောင်ကိုဝင်းကနာယကတာဝန်ယူကတရုတ်ဆောင်ဝင်းမွန်ရွှေရည်ရဲ့ခင်ပွန်းထီသူကိုနိုင်ဖြိုးကျော်ကအတွင်းရေးမှူးအဖြစ်တာဝန်ယူထားတယ်လို့ MCITP ကြီးညာထားပါတယ်။ MCITP အသင်းဖွဲ့စည်းပုံရဲ့ထိပ်ပိုင်းမှာတော့စစ်ကော်မရှင်ဝန်ကြီးဌာန၄ခုကတာဝန်ရှိသူတွေကနေရာယူထားပါတယ်။ဒီအသင်းဟာဦးမြင့်အောင်လိုင်းသမ္မတဆလောက်တဲ့2026ခုနှစ်ကနေ2030ခုနှစ်အထိ9နှစ်တာအတွင်းတရုတ်ယင်းနှိမ့်မြုံနှံမှုယွမ်ငွေ3.5 ထရီလီယံအမေရိကန်ဒေါ်လာ900ဘီလီယံနဲ့နှစ်နိုင်ငံကုန်သွယ်မှုပမာဏတရုတ်ယွမ်60ဘီလီယံအမေရိကန်ဒေါ်လာ100ဘီလီယံရအောင်ဆောင်ရွက်သွားမယ်လို့ကြွေးကြော်ထားပါတယ်။တော်တော်ရှင်များခင်ဗျာဒီညအတွက် BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါနောက်ဆုံးရသတင်းတွေအပြင်သတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbcburmese.com မှာလည်းအချိန်နဲ့ဒီပြင်းကြီးတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှဖျားကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာBBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။